အချိန်တန်တော့လေနေမှာဟာနေမှာပါပဲဆန်တို့ကအရင်ကတော့တောင်ဝေရီကချန်ပီယံလိပ်တွေပါတွေယူခဲ့ပါသေးတယ်ဘောလုံးတင်းတိုင်းကအကြကျင်ရောက်လာရင်ကြတာပါပဲစဉ်ဆက်မပြတ်အမြဲကောင်းမှုဆိုတာကတော့ငွေကြေးအင်အားစီမံခန့်ခွဲမှုအဓိကကတော့ကွင်းပြင်ပကလူတွေရဲ့အလုပ်လုပ်ပုံနဲ့အများကြီးသက်ဆိုင်ပါတယ်ကွင်းထဲကကစားသမားတွေရေးကြည့်တာမှန်ပါတယ်သူတို့ကောင်းဖို့လိုတာလည်းမှန်ပါတယ်ဒီကစားသမားတွေအလွန်ဆုံးကစားနိုင်ရင်ငါနဲ့ပေါ့အဲ့နောက်ပိုင်းပြင်ဆင်မှုတွေအစီအစဉ်တွေကဘောလုံးလောကမှာတိတ်ကိုအရေးပါပါတယ်ထားပါတော့နေမာရဲ့ဖြစ်ကတောပြောင်းမှားတဲ့ကြားလိုပါပဲတန်းသေးဆုံးနဲ့ရုံးခတ်ရတဲ့စန်းတို့အတင်းကိုပြန်ပြောင်းတယ်တရားပြဿနာကလည်းအကင်းမသေးသေးပွဲတွေကလည်းဝေးထားတော့ဘရာဇီးလိမ့်မှာသူ့ရဲ့ကစားပုံနဲ့တော်တော်လေးကိုအဆင်မပြေဖြစ်ခဲ့ပါတယ်ကန်ဆိုးမသွားရမိုးလိုက်လို့ရွာတဲ့အထိဖြစ်မျိုးပါဘရာဇီးရဲ့ကမ္ဘာဖလားလူစည်းမှာနေမာကိုနေရာပေးချင်အောင်မှာပဲဘလို့မှခေါ်လို့မရတဲ့အခြေအနေထိဖြစ်ခဲ့တာပါဒီအခြေအနေတွေကိုတလားထဲနဲ့နေမာပြောင်းပြန်လှန်ပြနေပါတယ်သူကစားနေတဲ့စန်းတို့အတင်းကိုတမ်းမစိအောင်အစွမ်းကုန်ရုံးကန်ကစားပြီးတော့လက်ရှိမှာကူညီပေးနေပါတယ်ကျွန်တော်အမှတ်မမှားရင်တိတ်မကြသေးတဲ့လိပ်ပွဲမှာလည်းနေမာဟာတကိုးသွင်းတကိုးဖန်တီးခဲ့ပါတယ်ဒီနေ့မနက်မှာကစားခဲ့တဲ့ပွဲမှာလည်းနေမာကဟတ်ထရစ်သွင်းယူခဲ့ပြန်ပါတယ်တတိထားမိသလောက်ကတော့စန်းတို့အသင်းဟာနေမာကိုဖရီရိုပေးကစားထားတာပါခံစစ်ပြန်ဆင်းတာလိုက်လူတာတွေလုံးဝကိုမလုပ်ခိုင်းပါဘူးသူ့ရဲ့အရေးသွေးတွေကိုတိုက်စစ်မှာအပြည့်အဝအသုံးချနေပါတယ်နေရာလွတ်မှာပဲနေခိုင်းတယ်ဘောလုံးရရင်သူ့ကိုပေးတယ်သူကတိုက်စစ်ပုံဖော်တယ်ပနတီဂိုးကလွှဲရင်ကျန်တဲ့နှစ်ဂိုးကနေမာနဲ့အသင်းဖော်တွေရဲ့တွဲလုံးတွေကိုမြင်ခဲ့ရပါတယ်ဖန်စီစကေးတွေထက်လူပေးပြန်တွဲနေရာလောက်ဝင်ကိုသွင်းပြောရရင်ပိုထီရောက်တဲ့ကစားပုံမျိုးနေမာစီမှာမြင်ရပါတယ်ဘရာဇီးမှာနေရာပြန်ပေးဖို့ကနေမာရဲ့ကြက်ခိုင်မှုကိုတစ်ချက်ကြည့်ရမှာလိမ့်မယ်အခုထိတော့တရားရှိနေလျက်နဲ့စန်းတို့အသင်းထွက်ဝင်ကစားနေတာပါတရားနဲ့ကန်နေတာတော့မှပဲနေမာရဲ့ခြေစွမ်းဟာတော်တော်လေးကိုကောင်းပါတယ်ဘရာဇီးလက်ရွေးစင်အသင်းမှာကလိုက်ယုံပေးမယ်ဖြည့်ကစားပေးမယ်အရေးသွေးမြင့်ပြီးတော့ physical ကောင်းတဲ့ကစားသမားတွေရှိပါတယ်ကွင်းလယ်မှာဆိုရင်ဂျိုလင်တန်ဘရူနိုကွင်မာရက်စ်ကက်စမီရိုဘေးမှာဆိုလို့ရှိရင်ရောဘင်ဟာမာတီယက်စ်ကွန်ညာရှေ့မှာရှိတဲ့ရစ်ချာလစ်ဆန်ကအစလိုက်ပြီးတော့ pressure ပေးပါတယ်ကစားအားလည်းရှိပါတယ်ဒါတွေကနေမာအတွက်စန်းတို့အသင်းမှာလို့ free roll ကစားဖို့ဖြစ်လာနိုင်ပါတယ်စန်းတို့မှာလက်ရှိပြသထားတဲ့ဖောင်ကိုအခြေခံပြီးတော့ဆက်တွေးကြည့်တာပါကမ္ဘာဖလားပြိုင်ပွဲကလည်းလိုပါသေးတယ်ဒါကြောင့်မို့လို့နေမာလည်းဒီထက်ပိုပြီးတော့ fit ဖြစ်လာနိုင်ပါတယ်